တို့လူငယ်တော်တော်များများလုံးမိနေကြတယ်အမားတစ်ခုရှိပါတယ်အဲ့ဒါသူရားတွေကိုလိုက်ပြီးတော့ရှင်းပြနိုင်တာဖြစ်ပါတယ်တကယ်လည်းကျွန်တော်တို့ပြန်ရမယ့်လူကတယောက်ပဲရှိတယ်အဲ့ဒါဘယ်သူလဲဆိုတော့ကျွန်တော်တို့ကိုယ်တိုင်ပဲဖြစ်ပါတယ်ကျွန်တော်တို့ကိုယ့်ကိုယ်မှမရှင်းပြနိုင်ဘူးဆိုရှင်ဘယ်သူ့ကိုမှလိုက်ပြီးရှင်းပြနိုင်တော့မဟုတ်ကောအဲ့ဒါတော့လုံးဝအသေးချာမှအသေးချာပါပဲဒီလိုပြောတော့ငါဒီနေ့ပြောရှင်မနေ့ပြန်ဒီတက်ပို့ပြရမှာလားလို့မေးမယ်ဆိုရင်လို့ပါအဲ့လိုဆော့ဘောအတွင်းမျိုး brother မှာရှိနေဆိုရှင်တော့ခေါင်းထဲကနေလုံးဝအဲ့တွေးယူထွက်ပြတယ်ကျွန်တော်ပြောချင်တဲ့အတိတ်ပဲမိတ်ဆွေတို့ဒီနေ့ထက်ပို့ပြီးတော့တန်မာလာမယ်ဒီနေ့ထက်ပို့ပြီးတော့စူးစမ်းမယ်ဆိုတဲ့စိတ်ကိုမွေးခိုင်းတာဖြစ်ပါတယ်ကျွန်တော်တို့တရက်ဒီနေ့မှာငါဒီရောက်စားလေးလာမယ်တွေ့ရရှင်အဲ့ဟာကိုလေးလာပြအောင်လေးလာလိုက်နောက်နေ့ကျလို့ရှိရင်အဲ့ဟာကိုလှုပ်ပြအောင်လုပ်မယ်ဆိုတဲ့အတွင်းမျိုးတွေးပြီးလှုပ်ပြအောင်လုပ်ရမယ်အဲ့လိုပို့ပြစမှာငါရဲ့မနှက်ဖြန်ဒီနေ့ထက်ပို့ဟောမယ်ဆိုတဲ့အတွေးမျိုးွယ်ရလာအောင်လို့ brother တို့ပြောချင်တာဖြစ်ပါတယ်ဒါကြောင့်မို့အချိန်ဖြုံးမနေပဲနဲ့မိတ်ဆိုတဲ့အချိန်အကျိုးရှိအသုံးချပြီးဘယ်နေရာမှမဆိုဗျာအောင်မနဲ့လူတယောက်ဖြစ်အောင်လုပ်ဖို့အတွက်ကျွန်တော်ဒီနေရာလေးတိုက်တွန်းချင်ပါတယ်ဒါကြောင့်မို့ do or don't as your choice